ကဲခွက်တော့ချက်တဲ့မွေးကားဆိုရင်အိမ်ရလူတွေဘယ်လောက်ထိအားပေးကြမ်းကြလဲဆိုတော့ချက်တဲ့အိုးသာကြည့်တော့ရှင်ကဲဒီနေ့တော့အရသာရှိလာတဲ့မွေးကားချက်နည်းလေးကိုအားလုံးသိအောင်မျှဝေပေးပြစေရှင်ကဲအိုးကြီးကြီးနဲ့ပဲချက်အိုးငငယ်နဲ့ပဲချက်လိုက်ချက်တဲ့သူတွေအဆင်ပြေအောင်ကျွန်မကအချိုးအစားအတိအကျကိုလည်းပြောပြပေးသွားပါမယ်ရှင်ကဲကျွန်မသုံးထားတဲ့ကလဲဘဲဆန်ကတော့နှုတ်စီဘူးနဲ့တပူးခွဲပါကလဲဘဲလေးတွေကိုဣနေအောင်ပြုတ်ပြီးပြီဆိုရင်တော့အခုလိုညက်နေအောင်ကြိတ်ထားပေးလိုက်မယ်ငါးကိုကြတော့ကျွန်မကငခုနဲ့ငချင်းလေးကိုရောပြီးတော့သုံးထားတယ်စပလင်းလေးထည့်ပြီးတော့မှဆွမ်းနှမုံလေးများများထည့်မယ်ပြီးရင်ငန်းပြားကြီးလေးထည့်မယ်ရေလေးနဲ့ငယ်ထည့်ပြီးတော့မှရှည်လေးတွေခန့်ပြီးငါးလေးတွေကြက်တီထိပြုတ်ထားပေးလိုက်မယ်။ငါပြောဦးလေးတွေကိုလည်းကျွန်မကပပလေးပြီးတော့မှစနွင်းရည်လေးတွေမှာစိန်ထားပေးလိုက်မယ်။ကြပြုတ်ထားတဲ့ငါးလေးတွေလည်းကြက်ပြီးတော့ရေလေးခမ်းပြီးဆိုရင်တော့အေးခံပြီးတော့မှနှွှမ်းထားပေးလိုက်မယ်။စပလင်ရဲ့ကြက်သွန်ဖြူရဲ့ဂျင်းရဲ့ကိုကျွန်တော်တို့ညက်နေအောင်ထောင်းထားပေးလိုက်မယ်။ထောင်းထားလေးတွေပါညက်ပြီးဆိုရင်တော့ငါးစီတက်လိုက်ရအောင်စီကိုတော့15ချက်သားသုံးထားတယ်။စနွင်းမုံများများလေးထည့်ပြီးတော့မှထောင်းထားတာလေးတွေထည့်ပြီးတော့ကြလေးစီတက်ထားလိုက်ပါမယ်။စီတက်ထားတဲ့အနံလေးလည်းတော်တော်လေးမွေးလာပြီဆိုရင်တော့အသားနွယ်ထားတဲ့ငါးလေးတွေထည့်လိုက်မယ်။အယောင်လေးလှသွားအောင်ကျွန်မကအယောင်တင်မုံလေးထည့်လိုက်ပါတယ်။ပြီးရင်တော့အချုံမုံလေးထည့်ပြီးတော့မှကြလေးစီတက်ထားလိုက်တယ်ဒါဆိုရင်တော့ငါးညီနယ်လည်းတော်တော်လေးတက်တာသွားတယ်ပေါ့နော်ဒါဆိုရင်တော့မွေးကားလေးစားချက်ဖို့အတွက်ကျမတို့ရေစိုးအိုးလေးတိတ်ထားပေးလိုက်မယ်ဆန်လော်မုံကိုတော့ထမင်းစားစွန်းနဲ့3စွန်းမောက်ရွှေကြည်မုံကိုလည်းထမင်းစားစွန်းနဲ့3စွန်းမောက်ရေ200မီလီလီတာထည့်ပြီးတော့မှကျမတို့နှမ်းဆက်အောင်မွေးထားပေးလိုက်မယ်ကဲတဲထားတဲ့ရေစိုးအိုးလေးလည်းစူပွက်လာပြီဆိုရင်တော့ကျမတို့ငါးစီတက်ထားတာလေးကိုအရင်ဆုံးထည့်လိုက်ပါမယ်ကျမသုံးထားတဲ့ရေကကြတော့ရေ4လီတာပေါ့နော်ကဲအခုကျမချက်တဲ့အချိုးစားဆိုရင်မုံဘတ်တစ်ပိတ်တစ်ခွဲစာရပါတယ်ကဲကြိတ်ထားတဲ့ကလဲဘဲလေးတွေလည်းထည့်ပြီးပြီဆိုရင်တော့စူပွက်အောင်တက်ထားပေးလိုက်မယ်ကဲပြီးရင်တော့ဆန်လော်မုံနဲ့ရွှေကြည်မုံစားတူရောထားတာလေးကိုအခုလိုလေးမှွေပြီးတော့မှထည့်လိုက်ပါမယ်ရှင်အခုလိုမျိုးထည့်ချက်ချင်းအပြင်အနံလေးကမှွေပြီးတော့မှပို့ပြီးတော့စားလို့ကောင်းစေပါတယ်ကဲငပြောဦးလေးတွေကိုလည်းရေနှစ်ထပ်လောက်ဆေးပြီးတော့မှထည့်လိုက်မယ်ပြီးရင်ကြက်သွန်နီဦးသေးသေးလေးတွေကိုလည်းထည့်လိုက်မယ်အရသာတော့ကကြတော့ငံပြာကြီးထည့်မယ်စားနဲ့ကြက်သားမုံကိုတော့ထမင်းစားစွန်းနဲ့စွန်းတစ်ဝက်စီထည့်လိုက်မယ်ကဲမွေးရင်းကဟင်းရဲ့အရသာကိုအများနဲ့မတူပဲပေါ်လွင်ခြင်းနဲ့ဆိုရင်တော့အခုလိုထညက်ခဲလေးတွေပါထည့်ချက်ပါပြီးရင်တော့ကြက်ဥပြုတ်ထားလေးထည့်လိုက်ပါမယ်ကဲထည့်ထားတဲ့ငပြောဦးလေးတွေပါကြက်ပြီးတော့မှအရသာလေးလည်းကိုယ်စိတ်တိုင်းချဖြစ်ပြီးဆိုရင်တော့အနံလေးမွေးသွားအောင်ငရုတ်ကောင်းလေးထည့်လိုက်ပါမယ်ကဲအရသာရှိလာတဲ့မွေးရင်းကဟင်းရဲ့ဦးကြီးကလည်းကြက်ပြီးဆိုတော့ပဲသီးရဲ့နနံမရဲ့ငရုတ်သီးရဲ့တံမြသီးလေးကိုညှစ်ပြီးတော့မှကိုယ်တိုင်ကြော်ထားတဲ့ပဲကက်ကြော်လေးပါထည့်ပြီးတော့မှအားရပါရစားလိုက်ပါအောင်မယ်ရှင်ဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးပါရှင်